လေးတစ်ပုတ်ပြောပြချင်တယ်အင်းဆိုလက်ကလေးထောက်ပြီးထားမှာအော်ဒါဝိတခါပါလားလို့သိတာအဲ့ဒါချောလုံးလှလုံးလို့လေသိလားဟိုသူတို့ခေတ်ကလည်းဘဝတွေကခြုံတာဟိုဘဝတွေခြုံတော့ချောလုံးလှလုံးလို့တဲ့သူ့ကိုတဲ့ဘယ်လိုမျိုးထင်ကြလဲဆိုတော့တောတာပန်ဖြစ်သွားလဲအလှပြင်းနေတောတာပန်ဖြစ်သွားလဲကြော့ပါရဲ့လိမ့်ဆက်ဆန်းနေတောတာပန်ဖြစ်သွားလဲကောင်းတာကြိုက်တယ်ဒါပေမဲ့ညောင်းကလှုပ်ထည့်ပလိုက်မယ်ဟဲ့သူများကကြောပလိုက်မယ်ဟဲ့ဒီတော့ကလှုပ်ချပလိုက်မယ်အဲ့လိုစိတ်မရှိတော့အရင်ရိုးရှင်းသွားတာကွာပြောမလို့ very simple ဖြစ်သွားတဲ့ life ကိုတော့ပိုင်ဆိုင်သွားတာဘွားရောက်လာပြီးပြောတာတနာ2500ကျော်သွားရင်2600ခဲရောက်သွားတယ်ငါတို့နောက်ဘွားလည်းဒီဖျားတာတာနဲ့တွေ့ရုံမှာမဟုတ်ဘူးအကန့်အသတ်လေးရှိတယ် limited edition ကွာဒီလား so we are so lucky to meet with this time period ကွာ Modi Yoga ခေတ်ကလည်း coming ဆိုတော့ everybody can be တော့တာပဲချက်ချက်နဲ့မှာတေကန်ကြီးချက်တွေအားအချင်းချင်းခွတ်နေကြတယ်သူတို့တေရမှာတော့မသိဘူးပေါ့နော်ရန်ဖြစ်နေကြရခွတ်နေကြအဲ့လိုပဲလူတွေကလည်းပေါ့နော်ဘဝမှာလူသက်တန်100တန်းအောက်ဆိုတော့ဘယ်လောက်မှမရှိဘူးလက်ပြည်အနေနဲ့ဆိုဟတ်ချိုးတစ်ချီစာလက်ဖြောက်တစ်ချက်စာလောက်ပဲရှိတယ်လက်ပြည်6ထပ်အလိုက် dimension အလိုက်အချိန်ကမတူဘူးလေအချက်ပြောခဲ့လေ dimension video မှာအချိန်ကွာပြီးတော့ dimension တွေအချိန်တွေကွာရဲဆိုတဲ့အကြောင်းဒီတနည်းကုန်းချက်တရားနာဖြစ်တယ်ပေါ့နော်တရားနာပြီးတော့လည်းချက်ဒီအတွေးလေးရလို့ဒီအတွေးလေးကိုချက်ချင်းလဲrecord လေးလုပ်ချင်လို့ညဘက်ပေါ့မှောင်လေးနဲ့ပဲလုပ်လိုက်တာညံစင်ရသွားပြီးရဲ့လူတယောက်ရဲ့ပြောင်းလဲမှုအကြောင်းပြောမှာပေါ့နော်ညံစင်ရပြီးသွားရင်လေတချို့တွေထင်ကြရတာလေလူတယောက်ကပေါ့နော်တရားအထုတ်ပြီးတော့ညံစင်ရသွားရင်ခေါင်းပေါ်မှာအလင်းတန်းတွေပဲပေါ်ပြီးတော့နောက်နေ့ပဲအဲ့လိုမျိုးအပီတော့ထွက်တော့မလို့ပုံစံမျိုးလူတွေကပြထင်ကြရပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ရှင်းချင်တာပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးရှင်းမှုအတွက်အရင်ဆုံးပုံမြင်လေးတစ်ပုဒ်ပြပြချင်တယ်အဲ့ဒီပုံမြင်လေးကကြတော့ဘာလဲဆိုတော့ဝိသခါကျောင်းမကြီးရဲ့ပုံမြင်ကိုပြပြချင်တာဝိသခါကျောင်းမကြီးဆိုလို့ရှိရင်မြတ်စွာဘုရားနဲ့တွေ့ပြီးတော့သူက9နှစ်သမီးနဲ့သောတာပန်တည်သွားတာသောတာပန်ဆိုလို့ချက်ကဒီမှာဆိုလို့ရှိရင်သောတာပန်ရဲ့အရင်ဆုံးအတိတ်ပဲကိုရှင်းပြရအောင်မယ်တော့ကြောင့်သောတာပန်လို့တက္ကတာခံအနာခံရဟန္တာဆိုတဲ့အဆင့်၄ဆင့်ကိုမသိရင်ချက်ထားယူဆက်ရှင်လို့ရမှာမဟုတ်ဘူးဉာဏ်စဉ်ကြောင့်ဆက်ရှင်လို့ရမှာမဟုတ်ဘူးအဲ့တော့ချက်အရင်ဆုံးသောတာပန်ရဲ့အတိတ်ပဲကိုပြောမယ်သောတာပန်မှာဂုံအင်းအဓိကသူ့ရဲ့ဂုံအင်းက2မျိုးရှိတယ်အဲ့ဒါဘာလဲဆိုတော့နာမယူပါပရိစေတာဉာဏ်လို့ခေါ်တယ်နာမယူပါပရိစေတာဉာဏ်ဆိုတာရုပ်ရည်နာမ်ရည်နှစ်ခုကို तू ကဉာဏ်နဲ့မြင်သွားတာစာနဲ့ကတော့လူတိုင်းမြင်တယ်နော်အခုပြရင်တော့မြင်တယ်စာနဲ့ဩဒီလှုပ်ရှားတာကရုပ်လှုပ်ရှားတာကိုသိတာနာမ်အဲ့ဒါကတော့လူတိုင်းမြင်တယ်ဒါပေမဲ့အဲ့လိုမြင်တဲ့အမြင်မဟုတ်ဘူးနှလုံးသားထဲမှာဉာဏ်နဲ့မြင်ပြီးစသိန်းတပွားပွားထားတဲ့အထိမြင်သွားတဲ့ဉာဏ်ပြီးတော့ဒါသူ့ရဲ့ဂုံအင်းကအဓိကအကျဉ်းချုပ်နှစ်ခုပဲပြောတာနော်ဖြန့်လိုက်ရင်တော့အများကြီးရှိတယ်ဒါပေမဲ့ခြုံလိုက်ရင်2မျိုးပဲအဲ့ဒါပါလဲဆိုနာမယူပါပရိစေတာဉာဏ်ရှိပြီးတော့၅ပါးသီလကိုအတတ်နဲ့အောင်လဲရတယ်လုံးဝမဖောက်ဘူးပေါ့နော်အဲ့လိုမျိုးနာမယူပါပရိစေတာဉာဏ်နဲ့၅ပါးသီလလုံသွားပြီဆိုရင်တော့ဒါသောတာပန်ကိုတတ်မှတ်လို့ရတယ်ပေါ့နော်သူကဘာတွေပယ်လဲဆိုလို့ရှိရင်ဘာတွေပယ်လဲဆိုတော့အဲ့လိုမျိုးလိန်ညာတာတို့ခိုးတာတို့နောက်ပြီးတော့ဘာတွေရှိမလဲအရက်တေစာတောက်စားတာမူရစေးဝါးတွေပေါ့နော်ပြီးလို့ရှိရင်နောက်သူများသားမယားပြစ်မှားတာအဲ့ဒါအကုန်လုံးလုပ်ဖို့မဖြစ်နိုင်တော့ဘာလို့မဖြစ်နိုင်လဲဆိုတော့ရှင်ထဲမှာတွေးခေါ်အစား dimension မတူတော့တာ dimension ကြောင့်ချက်အစားဘိုင်းမှာပြောပြီးသွားတယ်လေတကယ်တမ်းကတော့အဓိကလူတိုင်းကသောတာပန်အဆင့်လောက်ထိတော့ဖြစ်တဲ့နေဆိုတော့ဒီမှာ message ပေးချင်လို့သောတာပန်အဆင့်ကတကယ်တော့ဉာဏ်စဉ်မှာဆိုလို့ရှိရင်အနှိမ့်ဆုံးအဆင့်မှာပဲအရိယာတွေမှာဆိုအနှိမ့်ဆုံးအရိယာအဆင့်ပေါ့နော်သောတာပန်ဖြစ်ဖို့အတွက်ဘာသိရမလဲဆိုတော့အဲဒီရုပ်နဲ့နာမ်ခွဲသိဖို့အရန်လိုတယ်တခုခုဆိုလို့ရှိရင်ပေါ့နော်ပုံမှန်လူတွေဆိုလို့ရှိရင်ဒီမျက်စိမှိတ်ပြီးတော့ဒေါသထွက်လိုက်မယ်မျက်စိမှိတ်ပြီးတော့ရန်ဖြစ်လိုက်မယ်မျက်စိမှိတ်ပြီးတော့အရက်တောက်လိုက်မယ်မျက်စိမှိတ်ပြီးတော့အဲ့လိုမျိုးသူများမကောင်းတာတွေကြံစီလိုက်မယ်ဆိုရင်တကယ်ဉာဏ်စဉ်ရသွားပြီးတဲ့ပုံကိုရဲ့စိတ်ထဲမှာကြတော့ပေါ့နော်အဲ့လိုမျိုးစိတ်လုံးဝမထွက်တော့တာဘာလို့မထွက်တော့လဲဆိုတော့လေသူတော်ကောင်းဝဲခံကြလို့မဟုတ်ပဲねဒီ frequency ရပေါ့နော်ချိန်ပြပြောနေတဲ့ frequency လေဒီလူရဲ့နှလုံးက frequency ထုတ်လို့တယ်လို့ပြောရလေအဲ့လူနှလုံးကထုတ်လို့တဲ့ frequency မှာသူက trigger လေးနဲ့ချိန်ပြပြောရလေ high vibrational frequency မှာပဲရှိရတာဒီအောက်ပိုင်းကိုသွားလို့စိတ်ကိုမရှိရတာဥမာပေးပြီးတော့နှိုင်းပြလို့ရှိရင်ね
ကြက်ချန်ထဲမှာရှိတဲ့ကြက်တွေလေမကြောင်ခင်တေတော့မယ်လေတေကန်ဒီကြက်တွေအားအချင်းချင်းခွတ်နေကြတယ်သူတို့တေရမှာတော့မသိဘူးပေါ့နော်ရံဖြစ်နေကြရခွတ်နေကြအဲ့လိုပဲလူတွေကလည်းပေါ့နော်ဘဝမှာလူသက်တန်100တန်းအောက်ဆိုတော့ဘယ်လောက်မှမရှိဘူးလက်ပြည်အနေနဲ့ဆိုဟတ်ချိုးတစ်ချီစာလက်ဖြောင်းတစ်ချက်စာလောက်ပဲရှိတယ်လက်ပြည်6ထပ်အလိုက် dimension အလိုက်အချိန်ကမတူဘူးလေအချက်ပြောခဲ့လေ dimension video မှာအချိန်ကွာပြီးတော့ dimension တွေအချိန်တွေကွာရဲဆိုတဲ့အကြောင်း dimension အလိုက်အချိန်ကွာရဲဆိုတဲ့အကြောင်းပြောခဲ့ရပေါ့နော်ဒီလိုမျိုးပေါ့နော်ရုံးတော်မြင်သွားတဲ့သူကအမြဲတမ်းပဲတရားထိုင်နေမှလားအမြဲတမ်းပဲဘယ်လိုခေါ်မလဲယောဂီတယောက်လိုနေမှာလားဆိုတော့မဟုတ်ဘူးเนาะအဲ့ဒါကြောင့်မို့လို့ခြေဝိတာခါကျောင်းမကြီးကြောင်းခြေပြောပြတာဝိတာခါကျောင်းမရခုနှစ်နှစ်နဲ့သောတာပန်ဒီပဲမဲ့ तू ကဘာသာချအမျိုးသားနဲ့ယူတာတော့ဗုဒ္ဓဘာသာအမျိုးသားမဟုတ်ဘာသာချအမျိုးသားနဲ့ယူတာအဓိကဒီနေရာမှာပြောချင်တာကလေဗုဒ္ဓဘာသာဆိုတာလေခြေတို့ဘာသာအနေနဲ့မဟုတ်ဘဲနဲ့philosophy ပေါ့เนาะမြတ်စွာဘုရားရဲ့ဒီသစ္စာလေးပါပေါ့เนาะဒုက္ခသစ္စာသမုဒ္ဒရာသစ္စာနိရောဓသစ္စာမဂ္ဂသစ္စာဆိုတဲ့သစ္စာလေးပါဒုက္ခသစ္စာဆိုတာကအရာအားလုံးကပေါ့နော်ကြည့်လိုက်ပါလားအချက်ဆိုလို့ရှိရင်ပျော်နေတဲ့သူတွေကြည့်ပြီးတဲ့အချက်တောင်းဝင်ကရတယ်အချက်ကိုယ်တိုင်ပျော်နေရင်လည်းချက်တောင်းဝင်ကရတယ်ဘယ်လိုလဲဆိုဘာမှမဟုတ်တဲ့ဟာကြီးကိုလိုက်ပြီးတော့ခွေးအမေရုပ်ကိုက်နေတယ်လို့ပဲဆိုစိတ်မျိုးဖြစ်လာတေကန်ဒီချက်တွေချင်းထဲမှာခွတ်နေတယ်လို့ပဲပေါ့ပြီးရင်လည်းပြီးသွားမယ့်ကိစ္စကိုပေါ့ဘာမှဘာအကျိုးမှမရှိတဲ့ဟာလို့ပဲစဉ်းစားမိတာမျိုးပါတကယ်ပြောရင်အဲ့လိုမျိုးပြောလို့ရှိရင်ချက်အမေကတော့ပြောတာပေါ့နင်သူများတွေအဲ့လိုတော့ပြောနေသူများတွေဆဲလိုက်မယ်ပေါ့ I mean ကွာဒါ true ပဲ reality ကို reality တိုင်းပြောတာကိုအစိုးမြင်ဝါတွေဆိုပြီးတော့ပြောတာမျိုးတောင်ရှိတယ်တကယ်အဲ့ဒါအစိုးမြင်မဟုတ်အမှန်တရားတကယ်ကမောဟကြောင့်မမြင်နိုင်တာပဲရှိတာအရာအားလုံးကလေပြီးလို့ရှိရင်ပြီးသွားရင်ဘာမှမဟုတ်ဘူးပျော်လဲခဏပဲစိတ်ညစ်လဲခဏပဲပြီးပြည့်စုံလဲခဏပဲဆိုရယ်စိတ်ပေါ့နော်ပြီးရင်လည်းတန်နေရတစ်ခြားလုံးမှာလိုက်လဲနေရအရင်ကြီးငွေးဖို့ကောင်းတယ်ကွာအဲ့ဒါတော့ညံစင်နေပေါ့နော်အဲ့ဒီညံစင်တွေတော့အစစ်စစ်ဖြစ်တာကျတော့အဲ့ညံစင်တွေကိုအလွတ်ကျက်ပြီးတော့တိနေရမျိုးတော့မဟုတ်ဘူးဒါပေမဲ့ပြန်တိုက်ကြည့်လိုက်လေအော်ဒါဒီညံမှာလားဒါဒီညံမှာလားဆိုရယ်အတိမျိုးလေးတိသွားဒါလေးကိုပြန်ပြီး share လုပ်ပေးချင်တာပေါ့နော်ပြဝိသခါကျောင်းမကြီးကျောင်းဆက်ပြောမယ်အဲ့ဒါနဲ့ဒီဖခင်ရဲ့အတိတွေကိုပေါ့ဖခင်ကပြောတဲ့စကားတွေကိုသူအရန်ကြည့်ညိုတဲ့အခါကျတော့ဘာသာချအမျိုးသားနဲ့ရပြီးတော့သူရဲ့ရောက်ခမကြီးဆိုသူ့အမြင်မကြည့်ဘူးပေါ့နော်ဖခင်ရဲ့တန်ခါတွေဆုံးကပ်အမြင်မကြည့်ဘူးဒါပေမဲ့ဝိသခါကျောင်းမကြီးအပြုံးမပြတ်ဘူးသူလည်းတထေးသမီးပဲဒါမဲ့လည်းသူတို့ခင်မှာကြတော့အမျိုးသားအိမ်လိုက်နေရတာ哦ပြီးတော့ဒါမဲ့နောက်ပိုင်းကျတော့ဝိသခါရဲ့တရားတရားနဲ့ဖခင်လက်ထက်ကလည်းဖြစ်တဲ့အခါကျတော့ဖခင်နဲ့တိုက်ရိုက်တွေ့ရတော့သူတို့တွေလည်းတရားတွေပေါက်ပြီးတော့ဖခင်ရဲ့သားတော်သမီးတော်ကြီးဖြစ်သွားပါတယ်သမီးသားဆိုတော့နောက်တော့ပြောချင်တာကသူ့မှာသားသမီးနဲ့မြင်းမြစ်တွေခြံရမ်းပြီးတော့ဖះเจ้าလို့သွားရင်ဝိသခါเจ้าမှာရချောလုံးလှလုံးလို့လေဒီလားသူတို့ခေတ်ကလည်းပွားတွေကခြုံတာပွားတွေခြုံတော့ချောလုံးလှလုံးလို့တဲ့သူ့ကိုတဲ့ဘယ်လိုမျိုးထင်ကြလဲဆိုတော့ကလေးတွေနဲ့ဝိသခါနဲ့မခွဲတတ်ဘူးဒီလိုလေးအင်းဆိုလက်ကလေးထောက်ပြီးထားမှာဒါဝိသခါပါလားလို့သိတာအဲ့လောက်ထိကိုနှုတ်ပြချောမောလှပပြောချင်တာတောတာပန်ဖြစ်သွားလဲအလှပြင်းနေတောတာပန်ဖြစ်သွားလဲကြောပါရဲ့လိမ့်ဆက်ဆန်းနေတောတာပန်ဖြစ်သွားလဲကောင်းတာကြိုက်တယ်ဒါပေမဲ့ငါးပါးတီလာပေါ့နော်ငါးပါးတီလာကိုခါဝက်ပစိုးထက်တော့လုံနေပြီးလို့ရှိရင်ဒီနန်တဲ့ရုပ်ကိုကောင်းကောင်းတီသွားပြီဘယ်အရာမှမမြဲချင်းဘယ်အရာနောက်ပေါ်မှာယူယူမှုမလိုက်တော့ဘူးဒါပေမဲ့တောတာပန်ဖြစ်ပြီးတော့ညာလေဝိသခါကျောင်းအမကြီးကသူ့အချစ်ရဆုံးညီလေးသူ့အချစ်ရဆုံးညီမလေးဆုံးသွားတော့စပင်ဖားရချရင်ခွဲနာကြမတက်ငိုယိုးပြီးတော့မြတ်စွာဘုရားအကြောင်းလို့ရောက်လာတယ်ဒါမဲ့လည်းရင်ခွဲနာကြရစစ်တီတော့မဖြစ်ဘူးလေတောတာပန်ကိုပြောချင်တာတောတာပန်ဒီလောဘရဲ့ဒေါသရဲ့မောဟရဲ့လည်းရှိတယ်ဒါမဲ့မတော်လောဘမတော်ဒေါသမတော်မောဟမရှိတာသူများကလှုပ်ထည့်ပလိုက်မယ်ဟဲ့သူများကကြောပလိုက်မယ်ဟဲ့ဒီတော့ကလှုပ်ချပလိုက်မယ်အဲ့လိုစိတ်မရှိတော့အရင်ရိုးရှင်းသွားတာကွာပြောလို့ very simple ဖြစ်သွားတဲ့ life ကိုသူကပိုင်ဆိုင်သွားတာအဲ့တော့ပြောချင်တာလူတိုင်းဒီဘွားရောက်လာပြီးပြောတာတနာ2500ကျော်သွားရင်2600ဟဲ့ရောက်သွားပြီမဟာဝိပ္ပဆရာပြောရဆို3000 4000လောက်ဆိုရင်တော့ကုန်တော့မှ9000ထားခဲ့ပြီမယ်အဲ့တော့ဒီဒါနာနဲ့ကြုံနေတော့နော်အစငငယ်တော့လည်းထင်တာပေါ့နော်မသိဘူးပေါ့ငါတို့နောက်ဘဝလည်းဒီဖျားတာနဲ့တွေ့အောင်မဟုတ်ဘူးအကန့်အသတ်လေးရှိရယ် limited edition ကွာဒီလားဒီတာနာ limited very limited so we are so lucky to meet with this time period ကွာ and Wimodi Yoga ခေတ်ကလည်း coming ဆိုတော့ everybody can be တော့တာပဲ soအခုဒီဗီဒီယိုမှာအားလုံးတိုက်တွန်းချင်တာကအရန်ဖြစ်နိုင်တဲ့အရာကိုအရန်ခက်တဲ့တရားလို့ထင်နေမှာဆိုလို့ကြောပါရဲ့အိမ်အောင်တောင်းဝေးကျူးလို့လည်းရပါတယ်အလားပြန်လို့လည်းရပါတယ်ညံစင်ရပြီးတော့လည်းကောင်းတာတွေစားကောင်းတာတွေဝတ်လည်းရပါသေးတယ်ဒါကြောင့် everybody can be တော့တာပန်မှာလူတိုင်းပေါ့နော်ကိုယ်နှလုံးသားထဲမှာဒီလိုငါးပါးတီလာလေးလုံ
တိုင်းပြည်လည်းအေးချမ်းတယ်ကိုယ်လည်းစိတ်ချမ်းသာပြီးကုသိုလ်လည်းရပြီးတော့ဘာသာဘောင်းဆောင်လူမျိုးဘောင်းဆောင်လည်းပဲဒီလိုမျိုးနားလေးရုပ်ကိုတည်ပြီး၅ပါးတီလာလောရင်သောတာပန်ဖြစ်နိုင်ပါတယ်လို့တရင်ကောင်းလေးပါဟင်းနဲ့လောကမှာရှိတဲ့လူတွေအားလုံးကျမ်းမာချမ်းသာကြပါစေရှင်မင်္ဂလာနှစ်သက်ပါ thank you